ဒီပန်းပင်တွေဟာအရွက်ကနေအပင်ဖြစ်အောင်ဆက်ရပြိုးလို့ရပါတယ်။ဒီပန်းတွေကိုဝယ်စရာမလိုပါဘူး။အရွက်တစ်ရွက်ထဲနဲ့ပြီးပါပြီ။ဒီအပင်ရဲ့ပင်စီမအရွက်တစ်ရွက်ကိုယူပြီးရေငွေ့ပြန်ခြင်းကိုလျှော့ချရန်ထက်ချမ်းချမ်းပါ။ပလင်းတစ်လုံးကိုရေတဝက်ဖြည့်ပြီးအရွက်ထက်ကဒီတိုင်းထားပါရက်20ခန့်အတွင်းအမြင့်တွယ်လာပါလိမ့်မယ်။ဒုတိယအနေဖြင့် Sansevieria ရဲ့ Trifasciata အရွက်များကို30 cm ပိုင်းများခွဲပါရေသို့မဟုတ်မြေစီလွှာတွင်အမြင့်တွယ်နိုင်သည်။တတိယအနေဖြင့် Zymicaucus zemifolia အရွက်အနှဲငယ်ကိုယူပြီးဤကဲ့သို့ပြချက်အောင်ပြုလုပ်ပါတနာရီခန့်အချောက်ခံပြီးနောက်ဖော်ပုတ်တစ်ခုတွင်ကပ်ပြီးရေထဲတွင်ဓာတ်ရိုက်ထည့်ပါရက်20ခန့်တွင်အမြင့်တွယ်လာပါလိမ့်မည်စတုထအနေဖြင့်ကာမလီယာအဖူးနှင့်ပင်စီပါသောအရွက်တစ်ရွက်ကိုယူပြီးခွက်တစ်ခုထဲတွင်ရေလောင်းပြီးနောက်ကာမလီယာအရွက်ကိုထည့်ပါဆူဆွနေစေရန်အတွက်အလားတူခွက်တစ်ခုဖြင့်ဖိုးအုပ်ပါတလခန့်တွင်အမြင့်တွယ်လာပါလိမ့်မည်တန်းဆိုင်ပြိုးခြင်းဆိုင်ရာအကြံပြုချက်များစွာပုံမလေးလာရန်အကောင့်ထဲမှာလေးလာကြည့်လို့ပါတယ်နော်